မင်္ဂလာပါရှင်ထိုင်းလန်အမီဝက်ဘန်ကောက်တင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတော့မဆန်းဆိုင်တို့ကပတ်တရားမှာရှိတဲ့ခိုလန်ဗီယာအခွာဘတ်ဖိချာကိုရောက်နေရဖြစ်ပါတယ်ရှင်အခုမဆန်းဆိုင်တို့ရဲ့ reservation team အသစ်ကနောက်ဖက်နဲ့လည်းတစ်ချက်မိတ်ဆက်ပေးလိုက်မယ်နော် reservation team အသစ်ဖြစ်ပါတယ်ရှင်အခုဆိုရင်မဆန်းဆိုင်တို့မောင်နှမတွေကထဲထဲမှာရှိတဲ့နေရာတွေကိုအစုံအထိလိုက်ပြီးရပ်ပြပေးပါမယ်ပတ်ကြမယ်ဒီတစ်ဆက်ထဲမှာပဲမဆန်းဆိုင်တို့ဒီမှာလက်မှတ်လေးတစ်ကပ်ဘလို့ထုတ်ရလဲဆိုတော့ခါရဲပြပေးပါမယ်နော်တိကလေးတွေတော့ဒီမှာကာတာနံပါတ်1ကနေ10အတွင်းမှာထုတ်ယူနိုင်မှာဖြစ်ပါရဲ့ရှင်အခုဆိုလို့ရှိရင်ဖိုင်ဆိုင်တို့ကောင်တာမှာတိကလေးကိုထုတ်ယူပြီးဖြစ်ပါတယ်ကဲအထဲလေးကိုဆက်ပြီးမြင်ကြမယ်နော်โอเคအခုဆိုရင်မဆိုင်ဆိုင်တို့မောင်နှမတွေဒီကိုလမ်ဘီယာအခွာဘတ်ပီချာတဲ့ကိုရောက်ရှိနေပါပြီဖြစ်ပါတယ်ဒီဟာတွေကိုမဆိုင်ဆိုင်တို့ပြီးတစ်ခုချင်းစီပြပါမယ်ရှင်မင်္ဂလာပါရှင်အရင်ဦးဆုံးဒီဗီဒီယိုလေးကိုအဆုံးကြီးကြည့်ရှုပေးဖို့တောင်းဆိုချင်ပါတယ်နော်ပထမဆုံးအနေနဲ့ Thailand Anywhere ရဲ့ရုံးခန်းလေးတွေနဲ့ရင်သုံးမိတ်ဆက်ပေးပါရစေ Thailand Anywhere ရဲ့ရုံးခန်းလေးတွေကတော့ဘန်ကောက်ရန်ကုန်နဲ့မန္တလေးမှာတည်ရှိနေတာဖြစ်ပါတယ်နော် Thailand Anywhere Company အနေနဲ့ထိုင်းနိုင်ငံတနင်္သာရီမှာရှိတဲ့ဟိုတယ်ဝင်ကြီးလက်မှတ်ပေါင်းစုပေါင်း200ကျော်နဲ့ဒါရိုက်ဘာနာရယူပြီးသားလည်းဖြစ်ပါတယ်ရှင်Thailand Anywhere ရဲ့ website လေးမှာလည်းဝင်ရောက်ပြီးတော့ product လေးတွေကိုအသေးစိတ်လေ့လာနိုင်ပါတယ်နော် Thailand Anywhere ရဲ့ page လေးကို like and follow လေးလုပ်ပေးဖို့လည်းမမေ့ကြဖို့တောင်းဆိုချင်ပါတယ်ရှင် Thailand Anywhere မှာရရှိနိုင်တဲ့ product တွေကတော့ hotel ကိုပြန်ဝင်ဆောင်မှု၊ကားငှားဝင်ဆောင်မှုနဲ့ဝင်ကြီးလက်မှတ် flight ticket စတာတွေဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်ထိုင်းနိုင်ငံကိုသွားမလို့လားဟိုတယ်များကိုအသက်သာဆုံးစီးနှုန်းနဲ့ရှာဖွေလိုက်ပါဟိုတယ်တွေကိုမြို့ budget area အလိုက်ရှာဖွေလို့ရပါပြီကဲအခုပဲ www.thanywhere.com မှာကြည့်ရှုလိုက်ပါဒီမှာအဲ့ဒါတော့ဒီထာဝါကြီးကိုတက်မယ်ဆိုရင်ထာဝါကြီးက level 2ကနေ6အထိရှိတယ်ပေါ့နော်အမြင့် level ဒါဟိုကိုယ့်ရဲ့ဟိုနည်းဖြစ်နိုင်တယ်လို့အမြင့်ထိတက်သွားပြီးတော့ short semi ပြီးလို့ရမှာဖြစ်ပါတယ်โอเคအဲ့ဒါတော့မဆိုင်ဆိုင်တို့ဒီနေရာမှာတခုရှင်းပြပေးမယ်ဒီမှာကဝင်သေးလက်မှတ်နဲ့ locker လေးနဲ့တွဲပြီးတော့ဝယ်ယူရပါတယ်ဝယ်ယူလာဘူးတဲ့အဲ့ဒါတော့ဒီဆိုတိတိသားရှင်းပါပါဒီလို့ရှိရင်ဒီရောက်လို့ရှိရင်ရေကစားမှဖြစ်တဲ့အတွက်ရေကူးဝတ်ဆောင်လေးတွေပါလေးတွေယူလာပေးဖို့တော့လိုအပ်ပါတယ်မဆိုင်ဆိုင်တို့ကတော့ inspection အတွက်ရိုက်ကြမှာဖြစ်တဲ့အတွက် uniform နဲ့ပဲရိုက်ကြသွားမှာဖြစ်ပါတယ်အခုမဆိုင်ဆိုင်ကတော့အမြင့်ဆုံးနံပါတ်6ထိတက်မှာပါမဆိုင်ဆိုင်က advance ကိုအရန်ကြိုက်တဲ့သူမို့လို့နံပါတ်6ကနေသွားပြီးတော့ဆင်းမှာဖြစ်ပါတယ်ရှင်ကဲဂျာကြီးစီးမလားဒီဘက်ကဟိုင်းစီးမလားဆဲဟိုင်းစီးတယ်လေโอเคအခုဆိုရင်မဆန်းဆိုင်တို့ကဒီ6လွာနေစပြီးစီးတယ်ပထမဆုံးဟာပေါ့နော်စပြီးစီးပြီးဖြစ်ပါတယ်ပါကြမယ်โอ้โหเขาค่อยๆลงยังไม่ต้องกลัวค่ะเอ๊ะแต่เราดูฟ้ามันเจ้าเสียมาเก้าเนาะมันใช้หน่วยใจอบันชาขึ้นไปမဆိုင်ဆိုင်ပထမပေါ့နော်နည်းနည်းအပွင့်ရနေစီးပြခဲ့တာပါအခုနောက်ထပ်တစ်နေရာ6လွာပဲသွားစီမှာဖြစ်ပါတယ်သူကတော့ဥမင်နဲ့ကနေဆင်းတယ်လို့ပြောဆင်းမှာဖြစ်ပါတယ်ဒီပေါ်ရလေးနဲ့ဆင်းရမှာဖြစ်ပါတယ်ဒါလေးကို free ရယူနိုင်ပါတယ်ရှင်တိတ်ကတ်ထဲမှာဒီဟာလေးကပါပြီးသားပါโอเคဒီကောင်းကြီးကတော့6လွာနေပဲမဆိုင်ဆိုင်ရစီးပြမှာပါနောက်ထပ်တစ်ခု amazing တောက်စရာကြီးပါနော်စီးကြမယ်ဒီဘောလေးမှာနှစ်ယောက်ဆိုင်လို့ရပါတယ်ရှင်โอเคจ้าพอดี
လာကြပြီโอเคมันใช่ๆหนูที่เที่ยวเนี่ยအပန်းချာကြီးနိုင်အောင်လို့ပေါ့နော်ဦးမင်းလို့စစ်ပြီးခဲ့နေလဲထွက်လာပါပြီနောက်ထပ်လဲမရှိအောင်လဲပါမယ်အခုဆိုရင်မဆန်းဆိုင်တို့ဒီတာဝါအမြင့်ရနေစီးတဲ့ဟာတွေအပန်းချာကြီးတွေလဲ CPD ဟိုဘက်အချမ်းမှာသွားပြီးတော့ထက်စီအောင်မယ်အခုကနောက်ထပ်9လွှာနေတက်ပြီးစီးလို့ရတယ်နောက်တစ်မျိုးထပ်ပေါ်လာပြန်တယ်ပေါ့နော်အဲ့ဆိုမဆိုင်တို့ကသွားပြီးစီးအောင်မယ်ဒီကောင်လေးယူပြီးတော့ဝါတော့မနက်7:00နာရီထားပါတယ်။အဲ့ဒါတွေအဲ့ဒါတော့လို့ပြောတယ်ဝတ်လို့ရတယ်နော်။ထိုင်နေဝတ်မှာအခုပဲဝတ်ကြည့်ရပါမယ်